င်္ဂလာပါ Florid Crochet YouTube Channel လေးမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ထုတ်ပြပေးမှာကနှင်းစီပန်းထိုးနည်း tutorial လေးပဲဖြစ်ပါတယ်ပန်းလေးထိုးဖို့အတွက် Make Cotton 5 line အဝါနုရောင်လေးကိုအသုံးပြုထားပါတယ်အဆိုင်ကတော့ 3mm ကိုအသုံးပြုပြီးထုတ်ပြပေးမှာပဲဖြစ်ပါတယ်နှင်းစီလေးထိုးဖို့အတွက် slit knot လေးလုပ်ပါမယ်ပြီးရင်ဖုံမီ23ကထိုးပါမယ်ဖုံမီ23ကထိုးခဲ့ပြီးပြီဆိုရင်တတိယမြောက်ပေါက်မှာ1နဲ့3တတိယမြောက်အပေါက်မှာတစ်ပေါက်ထဲကိုတိုင်ရှည်3ကထိုးပေးလိုက်ပါမယ်တိုင်ရှည်3ကထိုးခဲ့ပြီးပြီဆိုရင်ပုံမီတစ်ခါထိုးမယ်ပြီးရင်တစ်ပေါက်ကျော်ပြီးနောက်တစ်ပေါက်မှာတိုင်ရှည်3ကထိုးပေးရပါမယ်တိုင်ရှည်3ကထိုးခဲ့ပြီးပြီဆိုရင်ပုံမီတစ်ခါထိုးပြီးနောက်တစ်ပေါက်မှာတိုင်ရှည်3ကထပ်ထိုးပေးရပါမယ်အဲ့ပုံစံအတိုင်းလေးပဲဖုံမီတစ်ခါတစ်ပေါက်ကိုကျော်မယ်နောက်တစ်ပေါက်မှာတစ်ပေါက်ထဲကိုတိုင်ရှည်3ကနဲ့အဆုံးထိထိုးခဲ့ပေးလိုက်ပါအဆုံးထိထိုးခဲ့ပြီးပြီဆိုရင်ဖုံမီ2ခါထိုးမယ်ပြီးရင်တစ်ဖက်ကိုလှည့်ပြီးတော့ပထမဆုံးအပေါက်မှာတိုင်ရှည်တစ်ခါထိုးပါမယ်ပြီးရင်နောက်တစ်ပေါက်မှာတစ်ပေါက်ထဲကိုတိုင်ရှည်2ခါထိုးပေးပါမယ်ပြီးရင်နောက်ဆုံးအပေါက်မှာတတိယမြောက်အပေါက်လေးမှာတိုင်ရှည်တစ်ခါထိုးမယ်ပြီးရင်ဖုံမီ2ခါထိုးပြီးဒီဖုံမီတိုင်ရှည်2ခုကြားကဖုံမီတစ်ခါထိုးခဲ့တဲ့အပေါက်ထဲမှာရှက်ကောဆက်ပေးလိုက်ပါမယ်လို့ရှက်ကောလေးဆက်ပေးလိုက်ပြီဆိုရင်ပွင့်ပတ်တစ်ခုရမယ်နောက်ထပ်ဖုံမီ2ခါထိုးမယ်ပထမဆုံးပေါက်မှာတိုင်ရှည်တစ်ခါထိုးမယ်နောက်တစ်ပေါက်မှာတစ်ပေါက်ထဲကိုတိုင်ရှည်2ခါထိုးပေးမယ်နောက်ဆုံးတတိယမြောက်အပေါက်ထဲမှာတိုင်ရှည်တစ်ခါထိုးပေးလိုက်ပါမယ်ဖုံမီ2ခါထိုးပြီးရှေ့မှာပြခဲ့တဲ့ပုံစံအတိုင်းတိုင်ရှည်2ခုကြားကဖုံမီ1ခါထိုးခဲ့တဲ့ပေါက်လေးထဲမှာရှက်ကောဆက်ပေးလိုက်ပါမယ်အဲ့ပုံစံလေးအတိုင်းပွင့်ပတ်လေးတွေကိုအဆုံးထိထိုးခဲ့ပေးလိုက်ပါမယ်အဆုံးထိပွင့်ပတ်လေးတွေကိုထိုးခဲ့ပြီးပြီဆိုရင်ဒါမျိုးပုံစံလေးရမယ်ပြီးရင်ဖုံမီတစ်ခါထိုးပြီးခြေစားလေးကိုတိမ်ပါမယ်ခြေစားကိုမင်းတို့ကနှင်းစီပန်းလေးချုပ်ဖို့အတွက်ခြေစားကိုရှည်ရှည်လေးဖြတ်ပေးရပါမယ်ပြီးရင်ပွင့်ပတ်လေးတွေကိုနှင်းစီပန်းလေးဖြစ်လာအောင်ဒါမျိုးပုံစံလေးလိပ်ပေးလိုက်ပါမယ်ပွင့်ပတ်လေးတွေကိုတခြားလေးလိပ်ခဲ့ပြီးပြီဆိုရင်ချုပ်အပ်လေးနဲ့နှင်းစီပွန်လေးဖြစ်သွားအောင်ချုပ်ပေးလိုက်ပါမယ်ပွင့်ပတ်လေးတွေမြဲနေစေဖို့အတွက်ချုပ်အပ်လေးနဲ့တခြားချုပ်ပေးရပါမယ်ချုပ်အပ်လေးနဲ့တခြားလေးချုပ်ပေးလိုက်ပြီဆိုရင်အခုလိုအရန်လာတဲ့နှင်းစီပွန်လေးရပါမယ်